ခုမှဓာတ်ပုံလောကတွေကိုစပြီးတော့ဝင်ရောက်လာတဲ့သူတွေခုမှစတင်လေ့လာမယ် beginner တွေအတွက်အချိန်တိုအတွင်းမှာအမားနဲ့မြန်တိုးတက်ဖို့အတွက်အခုကျွန်တော်ပြောပြပေးမယ်3 train အကြောင်းကိုသိထားဖို့လိုပါလိမ့်မယ်အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ NW Studio ရဲ့ founder နဲ့ photographer ကိုကျော်ဖြိုးနိုင်ဖြစ်ပါတယ်ဒီနေ့မှာတော့ကျွန်တော်ဒီလာမေးကြတဲ့အကြောင်းအရာလေးကိုပြန်ပြီးတော့share လုပ်ပေးကြပါတယ် video file လေးလုပ်ပေးလိုက်ပါတယ်ခုမှဓာတ်ပုံလောကတွေကိုစဝင်မှာဘာလေးလာမလဲဘာသိထားမလဲစသဖြင့်မေးကြပါတယ်ကျွန်တော်ပြန်ဖြေပေးခြင်းတဲ့အကြောင်းအရာတွေများတာရှိတယ်ပေါ့နော်ဒါပေမဲ့အဲ့ဒီဟာတွေမှာကျွန်တော်တို့အဓိကကြားတဲ့ point လေးတွေကျွန်တော်ခွဲထုတ်ပြီးတော့3 train အဖြစ်ကျွန်တော်နာမည်လေးပေးထားပါတယ်ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့အခုမှစတင်မဲ့သူတွေဆိုရင်ကျွန်တော်လေ့လာမဲ့အချက်3ချက်ရှိမယ်လောက်ဆောင်ရမဲ့အချက်3ချက်ရှိမယ်ရှောင်ကြရမဲ့အချက်3ချက်ရှိတယ်ဒါတွေကိုကျွန်တော်တို့လိုက်နာမယ်ဆိုရင်အချိန်တိုအတွင်းမှာအမားနဲ့မြန်တိုးတက်စေနိုင်ပါတယ်ဆိုတော့လေ့လာမဲ့အချက်3ချက်ကိုကျွန်တော်အရင်ပြပြပေးကြပါတယ်ဒါကဘာတွေလဲဆိုတော့ပထမတစ်ချက်က exposure triangle ဖြစ်ပါတယ်ဒုတိယတစ်ချက်က composition ဖြစ်ပါတယ်တတိယအချက်က lighting ရဲ့သဘောတရားတွေပဲဖြစ်ပါတယ်ဆိုတော့ဒီအချက်3ချက်ကိုကျွန်တော်ပြန်ပြီးတော့ပြပြပေးကြပါတယ်ဆိုတော့ပထမတစ်ချက် exposure triangle ဆိုတာကကျွန်တော်တို့ကင်မရာ setting တွေထဲမှာအခြေခံအကြဆုံးနဲ့အဓိကအကြဆုံးဖြစ်တဲ့အပိုင်းပဲဖြစ်ပါတယ်ဆိုတော့ exposure triangle ကကျွန်တော်တို့ ISO shutter speed aperture တို့နဲ့ဖွဲ့စည်းထားပါတယ်ဒါတွေကိုကျွန်တော်တို့အသေးစိတ်သိထားဖို့လေ့လာထားဖို့လိုအပ်ပါမယ်ဒီအကြောင်းအရာတွေကိုလည်းကျွန်တော်နောက်ပိုင်းမှာအားရင်အားသလိုပြန်ပြီးတော့အသေးစိတ် video file လေးတွေလုပ်ပေးပါအောင်မယ်ဒုတိယအချက်ကတော့ကျွန်တော်တို့ composition ကိုလေ့လာပါမယ် composition ဆိုတာကကျွန်တော်တို့ရိုက်ကူးမဲ့ပုံထဲမှာပါဝင်မဲ့အကြောင်းအရာတွေကိုစနစ်တကျနေရာထားသွင်းခြင်းပဲဖြစ်ပါတယ်ဒီလိုစနစ်တကျနေရာထားသွင်းလိုက်ခြင်းကကျွန်တော်တို့ပုံကိုကြည့်ရှုမဲ့သူတွေကိုပို့ပြီးတော့အမြင်အာရုံကိုဆွဲဆောင်စေပါတယ်composition နဲ့ပတ်သက်ပြီးတော့အကြောင်းအရာတွေများတာရှိပါတယ်ဒီထက်ကမှာကျွန်တော်တို့အခြေခံအကြဆုံးနဲ့အသုံးပြုရလွယ်ဆွဲဆောင်မှုအရှိဆုံး5မျိုးကျွန်တော်ပြပြပေးကြပါတယ်ပထမကတော့ view point ဖြစ်ပါတယ် view point ဆိုတာကျွန်တော်တို့ပုံတွေကိုရိုက်ကူးတဲ့အခါမှာပုံမှန်မြင်နေကြတာမန် eye level ကနေရိုက်တာမဟုတ်ဘဲနဲ့မြင်ကွင်းမျိုးစုံကနေပြီးမှကျွန်တော်တို့ထားပြီးရိုက်တာဆိုလိုတာပါဆိုပါတော့ကျွန်တော်တို့ရှေ့တက်ကနေပြီးမှ eye level ကနေရိုက်တာမဟုတ်ဘဲနဲ့high view ကနေရိုက်တဲ့ပုံစံမျိုး ground level ကနေရိုက်တဲ့ပုံစံမျိုး side view ကနေရိုက်တဲ့ပုံစံမျိုးဒါမျိုးကျွန်တော်တို့မြင်ကွင်းတွေကိုအမျိုးမျိုးပြောင်းလဲပြီးရိုက်ကူးခြင်းဖြစ်ပါတယ်ဒုတိယတစ်ခုကတော့ root depth ပါ root depth ဆိုတာကျွန်တော်တို့ပုံတစ်ပုံကိုအလျားလိုက်မြင်တဲ့ကြောင်းတောင်းလိုက်မြင်တဲ့ကြောင်းနဲ့ကျွန်တော်တို့အညီအမျှပိုင်းဖြတ်ပြီးတော့ဒီမြင်းနေစုံတဲ့ point တွေမှာကျွန်တော်တို့ထားခြင်းတဲ့ subject ကျွန်တော်တို့ပြခြင်းတဲ့ subject ကိုတင်ပြီးတော့ရိုက်တာပဲဖြစ်ပါတယ်ဒီလိုရိုက်ခြင်းကကျွန်တော်တို့ကြည့်မြင်တဲ့သူတွေကိုပို့ပြီးတော့ဆွဲဆောင်စေပါတယ်တတိယ composition ကတော့ကျွန်တော်တို့ symmetrical balance ပဲဖြစ်ပါတယ် symmetrical balance ဆိုတာကကျွန်တော်တို့ပုံထဲမှာဖော်ပြခြင်းတဲ့အကြောင်းအရာကိုအလယ်တက်မှာထားပြီးတော့အထက်အောက်ဘယ်ညာဟန်ချက်ညီခေါက်ချိုးညီထားပြီးတော့ရိုက်ကူးခြင်းပဲဖြစ်ပါတယ်နံပါတ်၄ composition ကတော့ကျွန်တော်တို့ framing ပဲဖြစ်ပါတယ် framing ဆိုတာကကျွန်တော်တို့ဖော်ပြခြင်းတဲ့အကြောင်းအရာ subject ကိုဘောင်တစ်ခုအတွင်းမှာထည့်သွင်းပြီးတော့ရိုက်ကူးခြင်းပဲဖြစ်ပါတယ်ကျွန်တော်တို့မြင်အောင်ပြောမယ်ဆိုရင်ကွေးညွတ်နေတဲ့တက်ခိုင်းပုံစံမျိုးဒါမှမဟုတ်ကျွန်တော်တို့ပြတင်းပေါက်ပုံစံမျိုးဒါမျိုးအနေထားတွေထဲမှာကျွန်တော်တို့ပြခြင်းတဲ့ subject ကိုထည့်ပြီးတော့ရိုက်ကူးခြင်းပဲဖြစ်ပါတယ်နံပါတ်5 composition ကတော့ line တွေပဲဖြစ်ပါတယ် line တွေဆိုတာကျွန်တော်တို့မျက်စိနဲ့မြင်တွေ့ရတဲ့မြင်းတွေပဲဖြစ်ပါတယ်ဒီမြင်းတွေကို lead line ဖြစ်ပြောင်းလဲပြီးတော့ကျွန်တော်တို့ပြခြင်းတဲ့ subject စီကိုဥတည်ပြီးတော့ဖော်ပြခြင်းပဲဖြစ်ပါတယ်အခုကျွန်တော်ပြောပြတဲ့အခြေခံကြတဲ့ composition တွေအပြင်တခြား composition တွေကိုလည်းဆက်လက်လေ့လာထားမယ်ဆိုရင်တော့ပို့ပြီးတော့ကောင်းပါလိမ့်မယ်ကျွန်တော်တို့လေ့လာမယ်နံပါတ်3အချက်ကကြတော့ lighting နဲ့သဘောတရားတွေကိုသိထားပါမယ် lighting ထဲမှာဆိုရင်ကျွန်တော်တို့သဘာဝအလင်းတွေရှိမယ်လူတွေဖန်တီးထားတဲ့အလင်းတွေရှိပါမယ်သဘာဝအလင်းဆိုတော့ကျွန်တော်တို့သိတဲ့အတိုင်း neutral light နေအလင်းရောင်ပဲဖြစ်ပါတယ်လူတွေဖန်တီးထားတဲ့အလင်းတွေဆိုတာကျွန်တော်တို့ flat light တွေ strobe light တွေcontinuous light တွေပဲဖြစ်ပါတယ်ဆိုတော့ဒီအလင်းတွေကိုအသုံးပြုပြီးရိုက်တော့မယ်ဆိုရင်သူ့ရဲ့သဘောတရားတွေကိုကျွန်တော်တို့သိထားဖို့လိုပါလိမ့်မယ်ပထမတစ်ချက် neutral light ရဲ့အကြောင်းကိုကျွန်တော်ပြပြပေးချင်ပါတယ် neutral light ကတော့ကျွန်တော်တို့နေအလင်းရောင်ကိုအသုံးပြုပြီးတော့ရိုက်ကူးရမှာပဲဖြစ်ပါတယ် neutral light ကိုအသုံးပြုပြီးတော့ရိုက်ကူးမယ်ဆိုရင်နေ့တစ်နေ့ရဲ့အလင်းပြောင်းလဲမှုတွေကိုလည်းသိထားဖို့လိုအပ်ပါလိမ့်မယ်ဆိုတော့နေ့တစ်နေ့မှာအလင်းပြောင်းလဲမှုက3ကြိမ်ဖြစ်ပေါ်ပါတယ်ပထမတစ်ကြိမ်ကတော့ golden hour ချိန်ရှိမယ်ဒုတိယတစ်ကြိမ်ကတော့ middle sun ရှိမယ်တတိယတစ်ကြိမ်ကတော့ကျွန်တော်twilight ချိန်ရှိပါမယ်ဆိုတော့တဘာဝအလင်းရောင် neutral light ကိုအသုံးပြုပြီးတော့ရိုက်ကူးမယ်ဆိုရင်ရိုက်ကူးလို့ကောင်းဆုံးအချိန်ကတော့ golden hour ချိန်ပဲဖြစ်ပါတယ်ဒီအချိန်ကကျွန်တော် lighting က soft ဖြစ်ပြီးတော့ပုံတွေကပို့ပြီးတော့ကောင်းပါလိမ့်မယ်ဒီ golden hour ကလည်းကျွန်တော်နေ့တစ်နေ့မှာ2ကြိမ်သာလျှင်ဖြစ်ပေါ်ပါတယ်ပထမတစ်ကြိမ်ကနေမထွက်ခင်တနင်္လာရီလိုမှဖြစ်ပေါ်ပြီးတော့ဒုတိယတစ်ကြိမ်ကနေမဝင်တနင်္လာရီလိုမှဖြစ်ပေါ်ပါတယ်ဒီအချိန်မှာဆိုရင်ကျွန်တော်တို့နေရဲ့အလင်းရောင်ကထူးထူးခြားခြားရှိနေတာဖြစ်တဲ့အတွက်ကျွန်တော်တို့အဲ့ဒီအချိန်ကို golden hour ရွှေရောင်နိုင်ချိန်လို့ခေါ်ကြပါတယ်နောက်တစ်ခုကတော့လူတွေဖန်တီးထားတဲ့
flat light stop light continuous light เนาะဒါတွေကိုအသုံးပြုပြီးတော့ရိုက်ကူးဖို့ဆိုရင်ကျွန်တော် lighting pattern တွေကိုလည်းသိထားဖို့လိုအပ်ပါလိမ့်မယ်ဆိုတော့အခြေခံကြတဲ့ lighting pattern ၄မျိုးကိုလည်းကျွန်တော်ပြပြပေးချင်ပါတယ်ခု portrait ရိုက်မဲ့သူတွေဆိုရင်ဒီ lighting pattern ၄မျိုးကိုသိထားမယ်ဆိုရင်တော့အဆင်ပြေပါမယ်သူကတော့ကျွန်တော်တို့ separate lighting reverse lighting blue lighting နဲ့ butterfly lighting ပဲဖြစ်ပါတယ်ဒီအကြောင်းအရာကိုအသေးစိတ်ကိုလည်းကျွန်တော်နောက်ပိုင်းအချိန်ရရင်ဗီဒီယိုလေးလုပ်ပြပါအောင်မယ်ဆိုတော့ကျွန်တော်အခုလေ့လာမယ့်အချက်၃ချက်ကိုပြပြပြီးသွားပြီခုလှုပ်ဆောင်ရမယ့်အချက်၃ချက်ကိုကျွန်တော်ဆက်ပြီးတော့ပြပြပေးချင်ပါတယ်လှုပ်ဆောင်ရမယ့်အချက်၃ချက်ကပထမတစ်ချက်အနေနဲ့ကျွန်တော်ရှိရလေးနဲ့ပဲစတင်ပါဒုတိယတစ်ချက်ကနေတိုင်းပုံရိုက်ပါတတိယတစ်ချက်က reference ယူပါဆိုတော့ဒီ၃ချက်ကိုကျွန်တော်တို့လှုပ်ဆောင်ရပါမယ်ဆိုတော့ပထမတစ်ချက်ကိုကျွန်တော်ပြန်ပြီးတော့ပြပြပေးပါမယ်ပထမတစ်ချက်ကရှိရလေးနဲ့ပဲစတင်ပါခုမှဓာတ်ပုံလောကတွေဝင်လာတယ်ဓာတ်ပုံကိုလေ့လာတယ်ဓာတ်ပုံကိုရိုက်ကြည့်တယ်beginner တွေအတွက်ပေါ့နော်ကင်မရာကောင်းကောင်းမရှိငါပုံရိုက်တတ်မှာမဟုတ်ဘူးဆိုတဲ့စိတ်ကိုလုံးဝထားလို့မရပါဘူးကျွန်တော်တို့လက်ထက်မှာရှိတဲ့ရှိတာနဲ့ပဲကျွန်တော်တို့ဖြစ်အောင်ကြိုးစားပြီးလေ့ကျင့်ရမယ်လှုပ်ဆောင်ရမယ်ဆိုပါတော့ခုကျွန်တော်တို့လက်ထက်မှာဖုန်းနှလုံးရှိတယ်ဆိုပါတော့နော်ဖုန်းဒီလိုဖုန်းတွေထဲမှာဆိုရင်လည်းခုခေတ်မှာကဒီ manual mode တွေ pro mode တွေပါလာပြီနော်အခုကျွန်တော်တို့လက်ထက်မှာရှိတဲ့ကင်မရာဆိုရင်လည်းmodel နဲ့ရင်လည်းနေလိမ့်မယ်မကောင်းရင်လည်းမကောင်းဘူးเนาะဒါပေမဲ့ကိုယ့်လက်ထဲမှာရှိတဲ့ပစ္စည်းလေးနဲ့ပဲအစကကျွန်တော်လေ့လာမယ့်အချက်၃ချက်ထဲမှာပြောခဲ့တဲ့အချက်တွေကိုအခြေခံပြီးတော့လေ့ကျင့်ပါဆိုတော့ရှေ့မှာပြောခဲ့တဲ့exposure triangle composition နဲ့ lighting ရဲ့သဘောတရားတွေဒါတွေကိုကျွန်တော်တို့ကအခြေခံပြီးတော့ဒီကိုယ်မှာရှိတဲ့ပစ္စည်းလေးနဲ့ပဲများများလေ့ကျင့်ပါများများလေ့လာပါဒါမှသာလျှင်ကျွန်တော်တို့အဆင်ပြေပါလိမ့်မယ်ပစ္စည်းအကောင်းကြီးတွေတားကြီးမျှော်မှန်းထားဖို့မလိုပါဘူးကိုကခုမှစတင်မယ်ဆိုရင်ကိုယ့်လက်ထဲမှာရှိတဲ့ပစ္စည်းနဲ့ပဲဖြစ်အောင်ကြိုးစားပြီးတော့လေ့လာပါလေ့ကျင့်ပါရိုက်ပါဒုတိယအချက်အနေနဲ့ကျွန်တော်တို့နေတိုင်းပုံရိုက်ပါဆိုတော့နေတိုင်းပုံရိုက်ပါဆိုတာကျွန်တော်တနေ့ကိုဘယ်နှပုံရိုက်ရမလို့မဆိုလို့ကိုရိုက်နိုင်တဲ့လောက်ရိုက်ပါဆိုတော့ကျွန်တော်တို့ဓာတ်ပုံနဲ့ပတ်သက်ပြီးတော့ theory တွေဘယ်လောက်ပဲလေ့လာနော်ဘယ်လောက်ပဲဖတ်ကျွန်တော်နှစ်ဖူးတွေဒုတွေရိုက်တဲ့ခါမှာဘယ်နေရာလေးကလိုတယ်ဘယ်နေရာလေးကမှားနေတယ်ဆိုတာကိုဒါမှသာလျှင်သိနိုင်တယ်ဒီလိုရိုက်ချင်းအဖြစ်ကျွန်တော်တို့အမားတွေရှိလာလိမ့်မယ်အမားတွေပေါ်လာလိမ့်မယ်ဆိုတော့ဒီအမားတွေကိုမှကျွန်တော်တို့ကပြန်ပြီးသင်ခန်းစာယူမယ်ပြီးရင်ကျွန်တော်တို့အမှန်ပြင်မယ်နော်ဆိုတော့များများရိုက်ပါနေတိုင်းရိုက်ပါဒီလိုနေတိုင်းရိုက်ဆရာတဲ့ရိုက်နေဒါပေမဲ့ရိုက်ဆရာမရှိတော့ဘာရိုက်မှမသိဘူးဆိုတဲ့သူဆိုရင်ကျွန်တော်တို့ကိုယ့်အိမ်မှာရှိတဲ့အကြောင်လေးတွေခွေးလေးတွေအစပန်းပင်လေးတွေပန်းပွင့်လေးတွေအဆုံးကျွန်တော်တို့ရိုက်ကြည့်ပါဒီလိုရိုက်တဲ့ခါမှာလည်းကျွန်တော်တို့beauty point ကိုအမျိုးမျိုးထားရိုက်ပါရှုတော့အမျိုးမျိုးနဲ့ရိုက်ပါ lighting အမျိုးမျိုးထားရိုက်ပါနော်ဒါဆိုရင်ကျွန်တော်တို့ဒီ photo scale ကတက်လာမှာဖြစ်ပါတယ်လောက်ဆောင်ရမယ်နံပါတ်3အချက်ကတော့ reference ယူပါဆိုတော့ reference ယူပါဆိုတာကကျွန်တော်တို့အခု social media ပေါ့နော်Facebook တွေ TikTok တွေစတဲ့ဒီ social platform ကနေမှာကျွန်တော်တို့လေးစားအားကြတဲ့ဓာတ်ပုံဆရာကြီးတွေနော် senior ဓာတ်ပုံဆရာကြီးတွေတင်တဲ့ပုံတွေကိုကျွန်တော်တို့ကကြည့်မယ်ကြည့်ပြီးသူတို့ရိုက်ထားတဲ့အနေအထားလေးတွေသူတို့သုံးထားတဲ့ color tone လေးတွေသူတို့ယူထားတဲ့အယူဆလေးတွေကျွန်တော်ကြည့်ပြီးတော့ကျွန်တော်တို့ကပြန်ပြီးတော့ reference ယူမယ်ပေါ့နော် reference ယူပြီးပြန်ရိုက်ကြည့်မယ်ဆိုတော့ reference ယူတယ်ဆိုတာကျွန်တော်တို့ကမိညမ်းပြီးတော့ပြန်လဲရိုက်ကူးတာကိုဆိုလိုတာပါဆိုတော့ copy ယူတာမဟုတ်ပါဘူးတထက်တည်းကူးချတဲ့ဟာကိုကျွန်တော်ဆိုလိုတာမဟုတ်ပါဘူးသူတို့ရိုက်ထားတဲ့ဟာကိုနမူနာယူပြီးကိုယ့်ရဲ့ idea လေးနဲ့ပြန်လဲပေါင်းဆက်ပြီးတော့ဖန်တီးပြီးတော့ရိုက်ကူးကြည့်ပါရှောင်ကျင်တဲ့အချက်၃ချက်ကိုကျွန်တော်ဆက်ပြီးတော့ပြပြပေးချင်ပါတယ်ဒါတွေကဘာလဲဆိုတော့ပထမတစ်ချက်အနေနဲ့ gear တွေပေါ်မှာလုံးဝဆွဲလန်းမှုမရှိပါစေနဲ့ဒုတိယတစ်ချက်အနေနဲ့ auto mode နဲ့လုံးဝမရိုက်ပါနဲ့တတိယတစ်ချက်အနေနဲ့ handshake မထားမိပါစေနဲ့ဆိုတော့ဒီအချက်၃ချက်ကိုကျွန်တော်ပြန်ပြီးတော့ရှင်းပေးပါမယ်ပထမတစ်ချက်အနေနဲ့ gear တွေပေါ်မှာလုံးဝဆွဲလန်းမှုမရှိပါစေနဲ့ဆိုတာကအခုမှကိုကဓာတ်ပုံစပြီးလေ့လာတာစပြီးရိုက်တာဘယ်လိုပဲဖြစ်ဖြစ်ကျွန်တော်တို့ပုံကောင်းရဖို့ထက်မကောင်းတဲ့ပုံတွေရဖို့ကပိုပြီးတော့များနေပါလိမ့်မယ်ဘာကြောင့်လဲဆိုတော့အခုမှစတင်တာဖြစ်တဲ့အတွက်အမားတော့ရှိမှာပဲဆိုတော့အမားများလာမှသာလျှင်ကျွန်တော်အမားကနေအမှန်ကိုကျွန်တော်ရောက်သွားမှာဖြစ်ပါတယ်ကိုပုံတွေမကောင်းတိုင်း gear တွေပစ္စည်းမကောင်းလို့ကင်မရာမကောင်းလို့ငါပုံတွေမကောင်းရတာဆိုပြီးတော့စိတ်ထဲကိုလုံးဝထားလို့မရပါဘူးဒီလိုစိတ်ထဲထားမယ်ဆိုရင်တော့ကိုယ့်ကိုယ်အောက်ကိုဆွဲချနေအတူတူပါပဲဘာကြောင့်လဲဆိုတော့ဒီ gear ရောမှာပဲကိုကအာယုံစိုက်သွားမယ်ဆိုရင်ဒီကျွန်တော်တို့သိထားတဲ့ပညာရပ်ပိုင်းမှာယုံနေသွားနိုင်ပါတယ်ပုံကောင်းတဲ့ပုံရဲ့80%လောက်ကကင်မရာနောက်ကလူနဲ့ပဲလုံးဝသက်ဆိုင်ပါတယ်ဒီလူရဲ့တွေးခေါ်နိုင်စမ်းစွမ်းရည်သူ့ရဲ့ပညာရပ်တွေနဲ့လုံးဝချိုးကျနေပါတယ်ဆိုတော့ပုံကောင်းတဲ့ပုံကကင်မရာနောက်ကလူနဲ့ပဲဆိုင်ပါတယ်ကိုကများများလေးလာပါများများလေးကျင်ပါကိုလိုချင်တဲ့နေရာတစ်ခုရောက်ပြီးကိုလိုချင်တဲ့ level တစ်ခုရောက်ပြီးဆိုမှသာလျှင် gear ရဲ့နောက်ကိုလိုက်ဖို့အတွက်အကြံပေးချင်ပါတယ်ဒုတိယတစ်ချက်အနေနဲ့ကျွန်တော် auto mode ကိုလုံးဝမရိုက်ပါနဲ့ကင်မရာတိုင်းမှာ auto mode ပါတယ် auto mode ကတော့ကျွန်တော်ခလုတ်တစ်ချက်နေုံနဲ့ပုံတစ်ပုံထွက်တာပဲဆိုတော့ဒါဟာပုံကောင်းတစ်ပုံရလာနိုင်မှာမဟုတ်ပါဘူးရိုးရိုးခလုတ်နှိပ်တဲ့ရုံပဲဖြစ်ပါလိမ့်မယ်ကိုယ်တိုင်ဖန်တီးပြီးတော့ပုံကောင်းတွေရရှိဖို့ဆိုရင်ကျွန်တော်တို့က exposure ကိုကိုယ်တိုင် control လုပ်တတ်ဖို့လိုအပ်ပါလိမ့်မယ်ဒါကြောင့်ကျွန်တော်တို့
ကိုယ်တိုင် exposure တွေကို control လုပ်နိုင်ဖို့အတွက် manual mode ကိုအသုံးပြုပြီးရိုက်ပါဒီ manual mode ကိုအသုံးပြုပြီးရိုက်မယ်ဆိုရင်လည်းကျွန်တော်ရှေ့ပိုင်းမှာပြောခဲ့တဲ့ exposure triangle ကိုလုံးဝကြီးညက်အောင်လေ့လာပါဒါဆိုရင်တော့အဆင်ပြေပါလိမ့်မယ်နောက်ဆုံးတစ်ချက်အနေနဲ့ကျွန်တော်တို့ handshake လုံးဝထားလို့မရပါဘူးကျွန်တော်တို့ပုံရိုက်တဲ့ခါမှာကျွန်တော်တို့လက်တွေရဲ့လှုပ်ရှားမှုကြောင့်ပုံတွေကဝါးသွားတာတို့ပြတ်သားမှုမရှိတာတို့ကြည်လင်မှုမရှိတာတို့ဒါတွေဖြစ်တတ်ပါတယ်ဒီလိုဖြစ်ခြင်းကကျွန်တော်တို့ရဲ့ကြိုးစားအားထုတ်မှုတွေကိုတဲတဲရည်သွန်လိုက်လို့ဖြစ်သွားတတ်ပါတယ်။ဘာကြောင့်လဲဆိုတော့ကျွန်တော်တို့ကအခိုက်အတန့်လေးတွေတစ်ခုကိုရိုက်မယ်ဆိုပါစို့ကျွန်တော်တို့မှတ်တမ်းပွဲမှာပဲဖြစ်ဖြစ်တွိုင်းလိုင်းပဲဖြစ်ဖြစ်ပေါ့နော်ကျွန်တော်ရိုက်မယ်ဆိုပါစို့နှစ်ခါပြန်မရနိုင်တဲ့အခြေအနေမှာဆိုရင်ကျွန်တော်တို့ပုံကတော့ရိုက်လိုက်ပြီဒါပေမဲ့ကျွန်တော်တို့ပုံကလက်ကhandshake ကြောင့်ပုံကဝါးသွားပြီဆိုသွားပြီဘာမှလုပ်မရဘူးဆိုတော့ကျွန်တော်တို့ရိုက်ကနေကhandshake မထားအောင်ကျွန်တော်တို့ view ဆိုင်ပြီးတော့ရိုက်ပါဒီလို handshake မထားဖို့အတွက်လည်းကျွန်တော်တို့ကင်မရာဂိုင်နီးစနစ်တွေကိုလည်းစနစ်တကျလေ့လာကြည့်ပါဒါဆိုရင်တော့ပို့ပြီးတော့အဆင်ပြေပါလိမ့်မယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးလို့ကျေးဇူးပါနောက်ဗီဒီယိုမှာပြန်လည်ပြီးတော့ဆုံတွေ့ပါမယ်